တနင်္ဂနွေတာတော်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကျွန်တော်တော့မြတ်တာလင်းဖြစ်ပါတယ်အခုတင်ဆက်ပေးမယ့်ဗီဒီယိုကတော့9ရက်6လ2026ကနေ13ရက်6လ2026တပတ်တာကာလတော့တွင်တနင်္ဂနွေတာတော်များကြုံရမယ်ကံကြမ္မာအနေထားများကိုပြပြပေးမယ့်ဗီဒီယိုဖြစ်ပါတယ်ဒီတပတ်တာမှာတနင်္ဂနွေတာတော်များဟာဆိုလို့ရှိရင်ကိုဘွားကိုသူများလာပြီးချုပ်ချယ်တာတွေမကြိုက်တတ်ဘူးကိုရဲ့လှုပ်ဆောင်မဲ့ plan တွေရှိတယ်လှုပ်ဆောင်မဲ့လုပ်ငန်းတွေတာဝန်ဝတ္တရားတွေပညာရေးမှာကြည့်ရမယ့်စာတွေဒါတွေရှိမယ်ဒါပေမဲ့ကိုကစိတ်ပါမှကြည့်ချင်တယ်ဆိုတဲ့အနေထားမျိုးတွေလာပြောဖြစ်တတ်တယ်စိတ်ပါမှကြည့်ရဆိုတော့ဒီတပတ်တာမှာလေကိုကြုံရပုံစံကတော့စိတ်ပါမှကြည့်ရကြည့်တော့လေလောက်ကင်တော့လေအဆင်ပြေအောင်မြင်တယ်ပေါက်ရောက်တယ်ဆိုတာမျိုးဒါပဲတွေ့ရတတ်တယ်ကိုအနာဂတ်ကြီးရတယ်တိတ်ပြောတွေးပူမနေတတ်ဘူးပေါ့ဘွားနေလို့စိတ်တွေဖြစ်နေမယ်အဲ့တော့တစုံတစ်ယောက်ကများကိုလာပြောမှငါတို့နောက်တစ်ချိန်နောက်လမှာနောက်နှစ်မှာလူတာဖြစ်လို့ရှင်ဘယ်လိုလုပ်ကြမလဲအဲ့လိုမျိုးတာတွေးတောနေမိတဲ့သူတယောက်ကကိုနဲ့စကားလာပြောခဲ့မယ်ဆိုရှင်ကိုကသူတို့ကိုစိတ်လိုက်မှန်ပါနဲ့ပြန်နဲ့တုံ့ပြန်မိတတ်တယ်အဲ့ဆိုကိုတိုင်ကအဲ့လိုမျိုးစိုးရင်ပူမှန်တော့ခါတွေခေါင်းထဲမှာမထည့်ချင်တာမလို့ထည့်ချင်စိတ်လည်းမရှိဘူးမရှိမဲ့ကာလမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးကိုလာပြီးပြောတဲ့သူငါရဲ့အခြေကြီးမှတို့ရှိတယ်အိမ်ထောင်ကြီးမှတို့ရှိတယ်အဲ့မျိုးပြောတဲ့လူနဲ့ကြုံတွေ့ခဲ့တဲ့ခါမှာဆိုရှင်ကိုကလည်းဘာဖြစ်လို့ဒီလိုမျိုးပူပန်တော့ကဖြစ်စရာတွေကိုမကြာခဏတွေးနေမှာလဲအဲ့လိုမျိုးတွေကိုကပြန်ပြီးမှပြောမိတတ်တယ်ဆိုတော့တစ်ဖက်တူမှာကိုကအဲ့လိုမျိုးတွေပြောလိုက်မိတဲ့ခါကျတော့ရှင်မလို့လားအပ်ပဲနဲ့လူမှုကြီးမှာပြက်နိုင်လာပြီးကြုံတွေ့ရတတ်တယ်ပေါ့နော်အဲ့တော့တစ်ခါဒီမှာကြောက်တယ်ကိုကလွတ်လွတ်လပ်လပ်နေချင်တာတော့မှန်ပါရဲ့ဒါပေမဲ့တစ်ဖက်မှာလည်း तू ကဘာကိုပြောချင်တာလဲအဲ့ဒါကိုကတေချာပြန်နားထောင်ပြီးဖို့ရည်ကြီးတယ်အရာအားလုံးကတော့ကိုရဲ့စိတ်ပျော်ပဲကိုလုံမယ်ဆိုတဲ့တစ်ချက်ရှိတယ်ကိုစိတ်ပျော်တာကိုလုံနေတယ်သူများအတွက်ကိုနားလည်ပေးရမယ့်အခြေအနေတွေသူများနှစ်သိမ့်ပေးရမယ့်အခြေအနေကပြက်ကွက်သွားတဲ့ခါမှာဆိုရှင်လူမှုရေးပြဿနာမှာမလိုလားအပ်ပဲနဲ့ပြိပခါတွေကြုံတွေ့ရတတ်တယ်ဆိုတဲ့အနေအထားမျိုးတွေရှိတတ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုအနေနဲ့ကတော့ကိုအနေနဲ့ကနည်းနည်းလေးမစင်မချင်လုပ်တဲ့စိတ်မျိုးတွေနည်းနည်းလျှော့တခုခုဆိုရှင်ဒါငါလုပ်ချင်တော့လုပ်ချမယ်အုံနိုင်ဆိုအဲ့လိုမျိုးလုပ်တဲ့စိတ်တွေနည်းနည်းလျှော့ဖို့လိုလိမ့်မယ်အဲ့လိုမျိုးကိုကမစင်မချင်လုပ်လိုက်တဲ့ကိစ္စတွေနောက်ွယ်မှာကြီးမားတဲ့ပြဿနာကြီးတွေထပ်ပြီးတော့ကြုံတွေ့လာဖို့ရှိတယ်ပေါ့နော်အဲ့တော့ဒီတပတ်တာမှာတော့နည်းငွေတိုင်းများအနေနဲ့အဓိကအပြင်ကြံပြုလို့တဲ့အကြောင်းကတော့ဟုတ်တယ်ပေါ့ဘာလွတ်လပ်နေတာကောင်းတယ်အတိတ်ကြောင့်လည်းနောက်တော့မရဘူးနာကတ်တော့လည်းစိုးရင်ဝမ်းမှုမရှိဘူးဒါအင်မတန်မှကိုဘွားကိုပေါ့ဘွားနဲ့နေနိုင်တဲ့အနေထားမျိုးသွားတာပေါ့နော်တစ်ဖက်မှာကြောက်လဲကိုရင်ဖွင့်ခြင်းတဲ့လူတွေရှိလာခဲ့တယ်ဟာဘာတမျိုးနားလဲပြရမယ်သူများတော့ကိုယ့်ရဲ့ပေါ့ဘွားပါနေတဲ့ lifestyle ကိုကြည့်သိပြီးတော့ကိုလာရောရင်ဖွင့်ခြင်းကြကိုယ့်စီအကြံဉာဏ်ယူခြင်းတို့ဒီလောက်တောင်ကိုမှလည်းအဆင်ပြေဖြစ်နေအဆင်မပြေမှုတွေလည်းမရှိမှုရှိတယ်ဆိုတဲ့ခြားတာဘယ်လိုမျိုးပျော်ရွှင်နေတယ်လဲဆိုရင်နီးနာနေတရားစနေနာကြီးလို့ကိုယ့်စီလာတယ်ဒါပေမဲ့ကိုကပြန်ပြောလိုက်မိတယ်ပေါ့နော်ဘာလို့အဲ့ဒါတွေဒါပြောနေရလဲအဲ့လိုမျိုးတွေစိတ်ပူပန်စရာတွေအများနဲ့တွေးနေသေးတယ်စိတ်ပူပန်တော့ကဖြစ်စရာတွေစိတ်ထဲမှာထည့်နေသေးတယ်ဘာလို့အဆင်ပြေဖြစ်ပါမှာအဲ့ဒါနေမဲ့ငါစပြောမိတဲ့နောက်ပိုင်းမှာလူမှုရေးမှာတခြားသူရဲ့ထင်လွဲမှုတွေခံရတတ်တယ်။သူကငါ့အဲ့လိုမျိုးပြောလိုက်တယ်ကွာဆိုပြောတာဟာအဲ့တော့ပေါင်းနေဆက်ဆံရေးမှာပဋိပက္ခတွေရှိတော့တတ်တယ်။ဒါလေးတော့တတိယစိတ်ချင်ပါတယ်။အဲ့တော့တနည်းနည်းတော်ရများဟာဆိုရှင်ကိုယ့်ရဲ့ဘဝနေမှာပြောင်းလဲလောက်ကန်မျိုးစိတ်တွေဖြစ်နေတယ်။ကိုယ့်အတွက်ကိုတိတ်ပြီးအကျိုးမဖြစ်ထွန်းတော့တဲ့နေရာမျိုးကနေကြမနေချင်ဘူး။အဲ့တော့ကိုယ့်အတွက်ကိုဘယ်နေရာကအလားအလာကောင်းတွေရှိနိုင်တယ်ဘယ်နေရာအခွင့်အလမ်းတစ်တွေအနာဂတ်တစ်တွေပေးစွမ်းနိုင်တယ်ဒါတွေကိုမျက်စိဖွင့်နားဆွင့်ပြောမှလိုက်တန်ရှာဖွေနေတယ်ဆိုတဲ့ကာလမျိုးဖြစ်နေပါတယ်ရုတ်တရက်ပေါ်ပေါက်လာတဲ့အခြေအနေအကြံဉာဏ်တွေးခေါ်အတိုင်းကိုပဲလိုက်အကောင့်ထဲပေါ်လိုက်ပါတနည်းနည်းတော်လေးများဟာဆိုလို့ရှင်ကိုကအစစရရကိုအစီအစဉ်ကြားလုံးနေလို့မရတဲ့ကာလမျိုးဖြစ်လာဖြစ်တတ်တယ်ကိုကဒီနေ့မှာဒီလောက်လုံးမယ်နေ့ခင်းမှာဒီလောက်လုံးမယ်ညကြရင်ဒီလိုလူမျိုးတွေ့ဆုံတယ်အဲ့လိုမျိုးတွေအစီအစဉ်ဆွဲတာအဲ့စီစဉ်တိုင်းဖြစ်မလာတတ်ဘူးအစီအစဉ်တိုင်းဖြစ်မလာတဲ့ခါကျကို့မှာစိတ်ထဲမှာပဋိပက္ခဖြစ်စရာတော့ရှိရပေါ့နော်စိတ်ထဲမှာဘဝင်မကျဖြစ်စရာတော့ရှိတယ်ဒါပေမဲ့မဖြစ်ပါနဲ့ဆိုတော့ကိုကြုံတဲ့အနေအထားတိုင်းကို
အဲ့ဒါကဘာနဲ့သွားတူတူလဲဆိုတော့ကလုံးနေပြောမယ်ဆိုရင်မီးစင်ကြီးကတာကိုဘဝကြီးမှာမီးစင်ကြီးကတဲ့စိတ်နဲ့ဖြတ်တန်းသွားမယ်ဆိုရှင်တော့အင်မတန်မှနေစရာအနေလို့ပျော်တဲ့ကာလမျိုးဖြစ်သွားတာပေါ့နော်ဒါလေးတခုတော့သတိထားစိတ်ချင်ပါတယ်ခိုင်မှာကြောက်တယ်ကိုကလွတ်လပ်နေတယ်ဆိုတဲ့နေရာမှာလွတ်လပ်နေရင်းနဲ့သူများကိုလည်းအနှောက်အယှက်မဖြစ်စေဖို့အတွက်လည်းရေးကြည့်ရပေါ့နော်ဒါလေးတခုကလည်းမမေ့အပ်ပါအောင်စီးပွားရေးလုပ်ငန်းတွေလောက်ကိုင်ပိုင်းဆိုင်ရာတွေမှာဆိုရှင်ကိုမှကြုံတွေ့နေရတဲ့အခက်အခဲတွေတဖြည်းဖြည်းညှော့နေသွားလိမ့်မယ်လူကြီးလူမတွေရဲ့ကုညီဆောင်ရှောက်မှုတွေအောက်မှာကိုယ့်ရဲ့လုပ်ငန်းတဖြည်းဖြည်းတိုးတက်လာလိမ့်မယ်ကိုကလုပ်နေတဲ့လုပ်ငန်းပို့ပြန်လဲပြီးအဆင်ပြေလာတာတွေရှိတတ်တယ်ပေါ့နော်အဲ့တော့ကိုဒီတစ်ပတ်ထာမှာကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုခုရှိခဲ့တဲ့လူတွေပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကြီးမားတဲ့ဆုံးရှုံးမှုဆိုတာကအမှတ်တရဆုံးရှုံးတာလည်းရှိနေရှိမယ်။မှားပြင်ပြောမယ်ဆိုလို့ရှိရင်ဓာတ်ပုံတွေတင်ထားတဲ့ memory card တွေကပျောက်သွားတာတို့ကိုတင်နေကြကိုယ့်ရဲ့ပုံတွေကိုယ့် data တွေတင်နေကြ cloud storage ကအဲ့ဒါတွေကတခုအကြောင်းရင်းတစ်ခုကြောင့်မလို့အကောင့်ကျသွားတာတို့အဲ့လိုမျိုးတွေရှိခဲ့တယ်ဆိုလို့ရှိရင်ကို့မှာထူးခြားတဲ့ကံကြမ္မာလာကောင်းနေမကြခင်မှာကြုံတွေ့ရတော့မယ်ဆိုတဲ့ဟာကိုသိထားသင့်ပါတယ်ကို့မှာအဲ့ဒါနဲ့ပတ်သက်ပြီးတော့တွေးပြီးတော့လည်းကြောက်စရာမလိုပေါ့နော်ငါရဲ့ဒီဟာလေးကငါရဲ့အမှတ်တရဆုံးရှုံးသွားပြီအဲ့မှာဆုံးရှုံးတာလေးရှိတယ်အဲ့ဒါတွေနဲ့ချိန်လုံးတွေးပူနေကြရမလို့အဲ့ဒါမျိုးဖြစ်သွားတဲ့အချိန်ဒီမကြခင်မှာကို့အတွက်ဒီဘွားလာပါကောင်းရင်တိုးတက်လာနိုင်ခြင်းရှိတယ်ဆိုတဲ့နမိတ်ပြရုပ်တစ်ခုဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ဒီမှာကြုံတွေ့နေရတဲ့အခက်အခဲတွေလုပ်ငန်းနဲ့ပတ်သက်တဲ့အခက်အခဲကြက်တဲ့တွေညှော့နေသွားမှာဖြစ်လို့ကိုလုံးမြဟာတွေတဖြည်းဖြည်းအောင်မြင်လာလိမ့်မယ်အဲ့ချိန်မှာကိုကဘာဖြစ်သွားမလဲဆိုတော့ငါလုံးမြအောင်မြင်ရပဲဆိုတော့ねပေါ့ဆသွားမိတတ်တယ်အဲ့တော့မပေါ့ဆမိအောင်ကိုကအောင်မြင်နေသည်ဖြစ်စေမအောင်မြင်တဲ့သည်ဖြစ်စေလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်လုပ်တဲ့အခါမှာတတ်နိုင်တော့လေးနက်လေးနဲ့ဒီဥဒ္ဒဆိုင်လှုပ်ဆောင်ဖို့အရေးကြီးပါတယ်လေးနက်ဆိုတာ 100% ကြီး focus ထားစရာလည်းမလိုအာရုံစိုက်စရာလည်းမလိုဒီကတော့ကိုလုပ်တဲ့နေရာမှာပေါ့ဆမှုမရှိဖို့ပဲသတိထားမှာပေါ့နော်အဲ့ဒါမျိုးတွေလုပ်တယ်ဆိုရှင်တော့အဆင်ပြေပါပြီနောက်တစ်ခုအနေနဲ့ကတော့ဒီငွေကြီးပိုင်းဆိုင်ရာမှာတော့နည်းနည်းငွေကုန်ကြီးကြများမဲ့ကာလမျိုးတွေဖြစ်တယ်ငွေကုန်ကြီးကြများရဲဆိုတာကအကျိုးရှိတော့ငွေကုန်ကြီးကြချင်းပါနော်ဥပမာအပြင်ပြောမယ်ဆိုကိုကတင်နန်းကိစ္စကြောင့်ပဲဖြစ်စေတခြားသောစာပေကိစ္စကြောင့်ပဲဖြစ်စေအဲ့ဒါနဲ့ပတ်သက်ပြီးရရမယ့်ပတ်စံတွေကိုပြန်သုံးဆွဲလိုက်ရတာမျိုးတွေကြုံတွေ့ရတတ်တယ်တခုရှိတာတော့လေအဲ့လိုမျိုးကြုံတွေ့ရခဲ့တယ်ဆိုပေမဲ့လည်းကိုကုန်ကြလိုက်တဲ့ငွေကြီးကြောင့်လို့ကိုပြန်ပျော်ရွှင်ရတယ်ပြီးရင်ပျော်ရွှင်ရတဲ့အလျောက်လည်းအကျိုးရှိမယ်ဒါလေးတစ်ခုရှိရပါတော့နောက်တစ်ခုကချီရေးမှာဆိုရှင်တော့အရင်အတိတ်ကာလတုန်းကအကြောင်းအရာတွေပြန်ပြောမှဘာကြီးကိုရေးမှုလေဆိုတာเนาะအဲ့လိုမျိုးမလုပ်သင့်ဘူးเนาะကိုလက်ရှိအနေထားမှာပဲအဆင်ပြေအောင်နေအရင်တော့ကြုံခဲ့တဲ့ပြဿနာကိုပြန်လဲပြောမှအစမဖော်နိုင်ဖို့အရေးကြီးတယ်အစမဖော်မိပါစေနဲ့ပေါ့เนาะအခုအိမ်အောင်ရေးမှာဆိုလို့ရှိရင်ကိုတိုင်းမှန်ကန်တယ်ဆိုတော့ကိုလုံးမှမှန်တယ်ဆိုတော့စိတ်မျိုးတွေကိုရှော့ရပါလိမ့်မယ်ပေါင်းနှစက်နိုင်ရေးမှာဆိုရှင်တက်နိုင်တော့ကိုယ့်ရဲ့အတွင်းရေးတွေကိုဒိုင်ရှိုလေးလုပ်ထားပါတော့အကုန်လုံးကိုလက်ပြောမပြောမိပါစေနဲ့ကျမရေးနေရဆိုရှင်ဒူးတို့ခါတို့နောက်ဒီအကျော်ပိုင်းဆိုင်ရာမှာအဲ့မှာလေးတွေမှာအကျော်အားနေတာလေးလာပြောဖြစ်တတ်ပါတယ်ပညာရေးအနေနဲ့ဆိုရှင်တော့ကိုလုပ်နေတဲ့လုပ်ငန်းတွေဒီသင်တန်းစာပြောလေးလာမလားသိတာတဲ့ပညာရက်ကသုံးခန်းတိုင်အောင်ရှောင်းလန်းသွားနိုင်နေမယ်ပညာရေးကံကောင်းနေမယ်ကာလမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီတစ်ပတ်တာမှာတနင်္ဂနွေတာသမီးများအနေနဲ့အစိုးတွေကင်းသွားပြီးမှအကောင့်တွေရောက်ရှိလာဖို့အတွက်ဆိုရှင်ဘုရားမှာအာလူကျော်ကတ်လူပွင့်မှာမိတော်ဆိုတောင်းလို့ရပါတယ်။သုံးကြည့်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတူတင်ရှိပါခင်ဗျာ။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်။